မြတ်စွာဘုရားကတခါတော့မိန့်ကြားတယ်ငါဟာကြာပန်းနဲ့အလားတရံတူတယ်ကြာပန်းဆိုတာဟာရေထဲမှာပေါက်တယ်ရေထဲမှာကြီးတယ်ရေထဲမှာကြီးပြီးတော့ရေမျက်နှာပေါ်ပြင်ပေါ်တက်ပြီးတော့ပွင့်တယ်ကြာပန်းသို့တော့ရေနဲ့ထိတွေ့ခြင်းမရှိဘူးရေဟာကြာပန်းကိုညစ်ပေအောင်မလုပ်နိုင်ဘူးကြာပန်းပေါ်ရေကျလိုက်လို့ရှိရင်ကြာရွက်ပေါ်ကြာဘက်ပေါ်ကြာရေဟာလိမ့်ဆင်းသွားတယ်ထို့တူပဲငါဟာလောကထဲမှာမွေးတယ်လောကထဲမှာကြီးပြင်းတယ်ဒါပေမဲ့လောကသားတွေနဲ့ပတ်သက်ပြီးတော့ဒီချစ်ခင်ခြင်းဆိုတဲ့တန်ရောစဉ်မုန်းတီးခြင်းဆိုတဲ့တန်ရောစဉ်လောကသားတွေပေါ်မှာဖြစ်ပေါ်လာတဲ့တန်ရောစဉ်တွေတခုမှမရှိပဲနဲ့လောကသားတွေနဲ့လွတ်လပ်ငါဘုရားဟာနေထိုင်ခဲ့တယ်နေထိုင်လျက်ရှိတယ်ဆိုတာကိုထိုသုတ်တံမှာမြတ်စွာဘုရားရှင်းလင်းဟောကြားတယ်အဲ့တော့လောကထဲမှာကြီးပြီးတော့လောကနဲ့လွတ်ကင်းနေနိုင်လွတ်ကင်းနေတယ်ဆိုတာဘယ်လိုဟာကိုပြောတာလောကလူသားတွေနဲ့မဆက်ဆံတာကိုလွတ်ကင်းနေတာဒီလိုပြောလို့တာမဟုတ်ဘူးလောကလူသားတွေနဲ့ချစ်ခင်တွေ့တာမှုဆိုတာလည်းမရှိဘူးလောကလူသားတွေပေါ်မှာမုန်းတီးမှုဆိုတာလည်းမရှိဘူးလောကသားတွေရဲ့အကျိုးကိုပြုတယ်ဆိုပါစို့ရေထဲမှာပွင့်တဲ့ကြာပန်းကြီးဟာရေနဲ့မလူးတော့လည်းပဲရေမျက်နှာပြင်ကိုလှအောင်လုပ်ထားတာတော့ကြာပန်းကြောင့်ပဲပေါ့အကယ်၍သာကြာပန်းမပွင့်ဘူးဆိုရင်ရေမျက်နှာပြင်ကလှเสียအကြောင်းမရှိဘူးမြတ်စွာဘုရားဟာလည်းလောကကြီးကိုအလှဆင်တဲ့အခါမှာလောကပေါ်မှာတန်ရောစင်နဲ့အလှဆင်တာမဟုတ်ဘူးလွတ်လပ်ပြီးတော့မြင့်မြတ်တဲ့အပင်တရံနဲ့အလှဆင်ခဲ့ပြီးလောကရဲ့အကျိုးကိုပြုခဲ့